ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အချစ်ရေးဒါမှမဟုတ်ရင်အိမ်အောင်ရေးကိုဖျက်ဆီးပစ်မဲ့လဝါပြင်ပေါ်ကအမသားတစ်ခုအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပါကျွန်တော်လက္ခဏာပညာအရကျွန်တော်တို့ဒီအပေါ်ဆုံးလမ်းကြောင်းလေးကိုနှလုံးလမ်းကြောင်းလို့ခေါ်တယ်ဒီနှလုံးလမ်းကြောင်းရဲ့ဒီအောက်ကဒီလမ်းကြောင်းလေးကိုတော့ဥကောင်းလမ်းကြောင်းလို့ခေါ်ပါတယ်ဒီနှလုံးလမ်းကြောင်းကနေပြီးတော့ခုမြင်းတူလေးဆင်လာတယ်မြင်းတူလေးကဒီဥကောင်းလမ်းကြောင်းကိုသွားထိနေမယ်ဆိုရင်ပေါ့တချို့လူတွေကသွားထိရယ်တချို့တွေကျတော့မထိဘူးဒီတိုင်းလေးပဲဒီလိုမျိုးမြင်းတူလေးအောက်ထဲကိုငိုက်နေတဲ့သဘောမျိုးလေးပေါ့အဲ့ဒါလေးကသေးနဲ့ထင်ရှားအယောင်တောက်နေမယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာအချစ်ရေးနဲ့ပတ်သက်လာရင်စိတ်မထိန်နိုင်လောက်အောင်ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်အဓိကတော့အချစ်တစ်တွေ့ရမျိုးကို့မှာချစ်သူသို့မဟုတ်အိမ်အောင်ဘက်ရှိနေလျက်နဲ့နောက်တစ်ယောက်ထပ်ရသွားတာမျိုးအငယ်အနှောင်းထားတာမျိုးတွေကြုံလာတတ်ပါတယ်တတိယလူဝင်လာတဲ့အတွက်အချစ်ရေးမှာရှုပ်ထွေးမှုတွေစတင်လာတတ်ပါတယ်ဒီလက္ခဏာရဲ့အဆိုးဆုံးအချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသိပညာကိုကိုစားပြုတဲ့ဥကောင်းလမ်းကြောင်းပေါ့ဒီဥကောင်းလမ်းကြောင်းနေရာအသိပညာကိုကိုစားပြုတယ်အသိပညာဆုံးဖြတ်ချက်ချတာတွေစဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုကျွန်တော်ဒီဥကောင်းလမ်းကြောင်းလေးဟာကိုစားပြုတယ်အဲ့ဒီအောင်မှာဒီခံစားချက်ကိုစားပြုတဲ့ဒီနှလုံးလမ်းကြောင်းပေါ့အဲ့ဒီနှလုံးလမ်းကြောင်းလေးကနေဖွာထက်လာတဲ့ဒီမြင်းတူလေးကဥကောင်းလမ်းကြောင်းကိုတွားပြီးတော့လွှမ်းမိုးတဲ့သဘောမျိုးဖြစ်နေပါပဲဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်ခမန်းအသက်ဆိုလို့ရှိရင်28နဲ့35ဝန်းကျင်ပေါ့ကျွန်တော်ဒီနေရာလေးရဲ့တက်တဲ့မှာဒါကြောင့်အသက်21ဖြစ်တယ်ဒီနေရာလေးရဲ့တက်တဲ့မှာကျတော့အသက်42ဝန်းကျင်ပေါ့အဲ့ဒီမှာကျွန်တော်ဒီကထပ်ပြီးတော့ခွဲခြမ်းစိတ်ပြလို့ရှိရင်21ရဲ့ထပ်ပြီးတော့ခွန်ပေါင်းလိုက်လို့ရှိရင်ကျွန်တော်28ဖြစ်တယ်ဒီ28ဖြစ်တယ်28ကိုကျွန်တော်ထပ်ပြီးတော့ခွန်ပေါင်းလိုက်လို့ရှိရင်35ဝန်းကျင်ပေါ့35နဲ့28ဝန်းကျင်လောက်မှာဒီလိုကိစ္စတွေကြုံတွေ့ရတတ်တယ်ဆိုတဲ့သဘောမျိုးကိုဖော်ပြနေတယ်ဒီလိုအချစ်တဲ့တွေ့တဲ့ချိန်တွေအငယ်နှောင်းရတဲ့အချိန်တွေမှာဒီလက္ခဏာပိုင်ရှင်ကဘာကိုမှမစင်စားနိုင်မစင်ကျင်နိုင်တော့ပါဘူးအမားမှန်ဆိုတာထက်ကိုယ့်ရဲ့ခံစားချက်ကိုပဲရှေ့တန်းတင်ပြီးတော့စိတ်လိုက်မှန်ပါဆုံးဖြတ်ချက်တွေချမိတတ်ပါတယ်အဲ့ဒီလိုစိတ်လိုက်မှန်ပါလုံးပြီးတဲ့အတွက်နောက်ဆုံးမှာအခြေရေးဒါမှမဟုတ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းရခက်တဲ့ပြဿနာကြီးပေါ်လာတတ်ပါတယ်ဒါကြောင့်ကိုယ့်လက်ထဲမှာဒီလိုလမ်းကြောင်းမျိုးပါနေမယ်ဆိုရင်အချစ်ရေးနဲ့အိမ်အောင်ရေးကိစ္စတွေမှာဆုံးဖြတ်ချက်ချတော့မယ်ဆိုတိုင်းအကျဉ်းချင်းစဉ်းစားဖို့လိုအပ်ပါတယ်စိတ်လိုက်မှန်ပါမလုံးမိအောင်ကိုတတိနဲ့ထိန်းချုပ်ဖို့အရေးကြီးဆုံးဖြစ်ပါတယ်အားလုံးပဲအချစ်ရေးအိမ်အောင်ရေးမှာနှစ်ဦးနှစ်ဖက်မျှတစွာစဉ်းစားချင့်ချိန်တတ်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်ကတော့ဆရာရနိုင်နေဖြစ်ပါတယ်ပမောက္ခဒေါက်တာရွှေမြင့်ရဲ့သားတပည့်ဖြစ်ပါတယ်ကျွန်တော်စီမှာလက္ခဏာစစ်ဆေးခြင်း KB နက္ခတ်ဘေးရင်စနစ်နဲ့ဇာတာစစ်ဆေးခြင်းတို့ဆောင်ရွက်ပေးလျက်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်